အားလုံးပဲမင်္ဂလာပါကက်ဆီယိုကယ်ကူလေတာရဲ့မိမဖြစ်မဲ့အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အထက်တန်းကျောင်းသူကျောင်းသားတွေတက္ကသိုလ်ကျောင်းသူကျောင်းသားတွေအတွက်မရှိမဖြစ်အသုံးတဲ့ Scientific Calculator FH991AS Plus Model လေးရဲ့အတူအစစ်ကိုဘလို့အလွယ်တကူခွဲခြားနိုင်မလဲဆိုတာကိုဒီဗီဒီယိုလေးမှာအစဉ်စဉ်ပြသပေးသွားပါမယ်body ဘိုင်းမှာဆိုလို့ရှိရင်အတူရဲ့ body ကအပြောင်သားဖြစ်ပြီးအစိရဲ့ body ကတော့ကျွန်တော် matte type ပုံစံလေးဖြစ်ပါတယ်အခုနောက်ထပ်အတွင်းပိုင်းကျူရအောင်ထပ်ပြီးတော့စစ်ပြပါမယ်ပထမဆုံးအနေနဲ့အတူလုံးလေးကိုကျွန်တော်အရင်စစ်ပြပေးပါမယ်ကျွန်တော်တို့အတူဖြစ်တဲ့အတွက်ကြောင့် authentication result မှာတော့အနီရောင်ပုံလေးကိုတွေ့ရှိရပါတယ်။စစ်လုံးလေးမှာဆိုရင်တော့ကျွန်တော်တို့ official လုံးဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့ authentication result မှာဆိုရင်အမှန်ကြီးလေးကိုတွေ့မြင်ရမှာပါ။ဒီဗီဒီယိုလေးက Casio Calculator customer တွေအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်တို့ရဲ့ Casio Calculator official page လိုမျိုးအမကန်ချက်ရှိတဲ့နေရာတွေမှာလည်းဝယ်ယူဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကို like and share လုပ်ပေးဖို့လည်းမမေ့ပါနဲ့ခင်ဗျာနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြအောင်